လူတယောက်ဟာရွှေဗုဒ္ဓရုပ်ပွားတော်ရဲ့ဦးခေါင်းတော်ကိုခိုးယူဖျက်တောက်ပြီးပြန်ရောက်မှုအတွက်ဟယ်လီကော်ပတာနဲ့ထွက်ပြေးခဲ့တယ်။ဒါပေမဲ့လမ်းမှာမိုးကြိုးပစ်ခတ်ခံရပြီးဟယ်လီကော်ပတာပြတ်ကျသွားခဲ့ကအဲ့ဒီလူနဲ့ရွှေဗုဒ္ဓရုပ်ပွားတော်ဟာပြုတ်ကျသွားခဲ့တယ်။ရွှေဗုဒ္ဓရုပ်ပွားတော်ဟာမြစ်ထဲမျောပါသွားခဲ့ပြီးညီကိုမှနှစ်ယောက်မြစ်ကမ်းဘေးမှာအဝတ်လျှော်နေတဲ့အချိန်နဲ့ကွက်တီတိုးလို့သူတို့နှစ်ယောက်ဟာရေထဲကနေချက်ချင်းဆယ်ယူပြီးကိုးကွယ်ဖို့အိမ်ကိုတဲလာခဲ့ကြတယ်။သူတို့မသိခဲ့တာကအဲ့ဒီလိုလုပ်ခဲ့တာဟာသူတို့အတွက်အလွန်ကြီးမားတဲ့ကံကောင်းခြင်းတွေတည်ဆောင်လာပေးမယ်ဆိုတာပါပဲ။အနှစ်နှစ်ဆက်ကြတဲ့အခါမှာတော့အကိုဖြစ်သူဟာရွှေဗုဒ္ဓရုပ်ပွားတော်ရဲ့စောင့်ရှောက်မှုနဲ့ဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ကုမ္ပဏီတစ်ခုရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့ပြီးညီဖြစ်သူကတော့နိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်တစ်ခုကိုတက်ရောက်နိုင်ခဲ့တယ်။အဲ့ဒီနေ့မှာပဲအကိုဖြစ်သူဟာညီဖြစ်သူကိုပံ့ပိုးကူညီဖို့အတွက်သူတက်နေတဲ့တက္ကသိုလ်မှာ350တန်းစာတင်ဆောင်တစ်ဆောင်ကိုလှူဒန်းခဲ့တာပါ။ဒါပေမဲ့ပြီးချင်းမှာပဲညီဖြစ်သူစီကနေဖုံးဝင်လာပြီးအတီးပြုတ်ပြပြီးသားဖြစ်တဲ့နိုင်ငံရေးခြားចောင်းသားလဲလှယ်ရေးအစီအစဉ်နေရာကိုအလူခံလိုက်ရတယ်လို့ပြောလာခဲ့တယ်။ဒေါသထွက်သွားတဲ့အကိုဖြစ်သူဟာအဲ့ဒီနေရာကိုတန်းသွားခဲ့ပေမဲ့တကားဖွင့်လိုက်တဲ့အချိန်မှာတော့သူ့ညီဟာသပင်ရွှေဝါရောင်ဆိုးထားတဲ့ကောင်လေးတစ်ယောက်ရဲ့စော်ကားတာကိုခံနေရတာတွေ့လိုက်ရတယ်။ငါနဲ့ပြိုင်မလို့လားငါကမြို့တော်ကလူမိသားစုရဲ့တခင်လေးကငါအမေကဒီတက္ကသိုလ်မှာတခွဲခန်းဆောင်တစ်ဆောင်အခုလေးတင်လှူထားတာမင်းကဘာကောင်မလို့လဲဘာသာရေးဆိုင်ရာပရော်ဖက်ဆာကတော့သူ့ဘက်ကနေကာကွယ်ပေးပြီးចောင်းသားရှင်လောက်ကတက္ကသိုလ်ရဲ့အရေးပါတဲ့အလှူရှင်ရဲ့သားဖြစ်တဲ့အမြင်ရှိစမ်းပါငါတို့ကိုပြဿနာမရှာပါနဲ့လို့ပြောလာတယ်။တွားရောက်အငင်းပွားဖို့လုပ်နေတော့မှာပဲလူမိသားစုရဲ့တခင်လေးဆိုတဲ့စကားကငါ့ကိုတားဆီးလိုက်တယ်လို့ဖြစ်သွားတယ်။မြို့တော်ကလူမိသားစုမှာငါအမေမှာငါနဲ့ငါညီအပြင်တတိယမြောက်သားဘယ်တော့မှရှိသွားတာလဲ။ငါအမေစီချက်ချင်းဖုန်းဆက်ပြီးအမေအဖေကွယ်ရမှာနောက်ထပ်သားတစ်ယောက်ဘယ်တော့မှမွေးထားတာလဲလို့မေးလိုက်တော့အမေကဘာတွေလျှောက်ပြောနေတာလဲချင်းချင်းငါ့ကိုနောက်ပြန်ပြီးငါမှာမင်းတို့ညီကိုနှစ်ယောက်ပဲရှိတာပါလို့ပြက်ပြက်သားသားညင်းဆိုလိုက်တဲ့အတွက်ငါရဲ့တန်တရားတွေချက်ချင်းပျောက်ဆုံးသွားခဲ့တယ်။ဒါအပြင်ငါအမေဟာမြို့တော်ရဲ့အထက်တန်းလူဖွဲ့စည်းမှာစံပြဇနီးတစ်ယောက်ဖြစ်နာမည်ကြီးပြီးအဖေအပေါ်အနှစ်30လုံးတစ္ဆာရှိနဲ့နူးနူးညံ့ညံ့ဆက်ဆံလာခဲ့သူပါချမ်းသာတဲ့မိသားစုတွေပြောလေးရှိတဲ့စံပြဇနီးပေါ့အဲ့ဒီအတိုင်းအဝိုင်းကမျိုးသမီးတစ်ယောက်မှအမြောင်လင်းရှိတာဟာစမ်းကြဲတဲ့အရာမဟုတ်ပေမဲ့လူမညွေအတွက်တော့ဒါမျိုးဘရောမှဖြစ်လာမှာမဟုတ်ဘူးဆိုတာအားလုံးရှင်းရှင်းလင်းလင်းသိကြတယ်။ငါဖုံးချလိုက်ပြီးစောင့်ကြွားလုပ်နေတဲ့သပင်ရွှေဝါရောင်ကောင်လေးကိုအေးဆက်ကြည့်လိုက်တယ်။သူကခစ်ပေါ်တစိမ့်တွေကိုဝတ်ထားပေမဲ့စင်ရင်မှုတွေကရှုပ်ပွားပြီးအရသာမရှိလှဘူး။မင်းကလူမိသားစုရဲ့တခင်လေးလို့အခုတင်ပြောလိုက်တာလားနောက်တစ်ယောက်လာပြန်ပြီးညီဖြစ်သူကအကိုဖြစ်သူကိုလှမ်းခေါ်လိုက်တာကိုဟုတ်တယ်ငါကလူဆိုင်ချင်းမျိုးတော်လူမိသားစုရဲ့တခင်လေးပဲမင်းမှာဘာပြဿနာရှိလို့လဲ။ငါနားလေပြီးမင်းတို့ငါတို့နဲ့လာကက်ချင်နေတာပေါ့ဒါပေမဲ့နောက်ကျသွားပြီးမြို့တော်မှာငါမိသားစုအပြင်အထက်တန်းလို့ဖွဲ့စည်းလို့ခေါ်လို့ရတဲ့လို့မိသားစုဘယ်နှခုရှိလို့လဲတောသားတွေပဲချင်းချင်းလိန်မင်းစာတော်တာဘာသုံးကြလဲတစ်နှစ်ပတ်လုံးစူးစမ်းခဲ့တာဘာသုံးကြလဲငါအမေရဲ့စကားတခွန်းနဲ့လှူဒန်းလိုက်တဲ့အဆောက်အဦတစ်ခုကြောင့်မင်းရဲ့စူးစမ်းမှုအားလုံးဟာဘာမှတန်ဖိုးမရှိတော့ဘူးငါညီဟာခေါင်းကိုပိုးပြီးငုံသွားခဲ့ကလက်သီးကိုတင်းဆုပ်ထားလို့လက်စစ်တွေတောင်ဖြူဖြော့နေပြီးသူအဲ့ဒီလိုအောင်ရဲသီးခံနေတာကိုမြင်တော့ဒီလုတ်ဆိုင်ချင်းဆိုတဲ့ကောင်ဟာတက္ကသိုလ်မှာသူ့ကိုနှိပ်စက်နေတာကြပြီဆိုတာငါချက်ချင်းနားလည်လိုက်တယ်ငါအဖေဟာဘယ်တော့မှကြွားပါလေးမရှိပဲငါတို့ဘာသာလမ်းစားရှာစီနေတာကြငါနဲ့ငါညီဟာအပြင်မှာအမြဲတမ်းလူမသိအောင်နေထိုင်ခဲ့ကြပြီးဘယ်တော့မှငါတို့ရဲ့အဆင့်တန်းကိုမဖော်ပြခဲ့ကြဘူးငါညီကလည်းလူအေးဖြစ်ပြီးစာကြက်ဖို့ပဲစဉ်းစားတတ်သူပါဒီလိုလူမသိအောင်နေထိုင်တာကသူတစ်ပါးနှိမ်ချနှင်းချေစရာအားနည်းချက်ဖြစ်သွားလိမ့်မယ်လို့မထင်ထားခဲ့ဘူးစိတ်မကောင်းဖြစ်စွာနဲ့ပဲငါညီကိုငါနောက်မှာထားလိုက်ပြီးလုတ်ဆိုင်ချင်းကိုပြန်ကြည့်ကငါတီးတလောက်တော့ចောင်းသားလဲလှယ်ရေးအတွက်ရှောက်လွာစာရွက်စာတမ်းအားလုံးဟာချိတ်ဆက်ထားတဲ့တက္ကသိုလ်ရဲ့စီစစ်မှုအပါအဝင်လုပ်ငန်းစဉ်တွေပြပြီးဆုံးသွားပြီအခုမှလူပြောင်းလဲတာဟာစီးမြင့်နဲ့မညီဘူးလို့ပြောလိုက်တယ်စီးမြင့်ဆိုတာဒါကိုပြောတာလားချင်းချင်းလိန်ရဲ့စာရွက်စာတမ်းတွေကိုစော်ရီပဲငါကန့်သက်ထားလိုက်လို့ပေးတာမပေးလိုက်ရဘူးဒါကြောင့်တက္ကသိုလ်ကပို့လိုက်တဲ့နောက်ဆုံးစာရင်းမှာနာမည်တစ်ခုပဲရှိတယ်အဲ့ဒါငါလောက်ဆက်ချင်ပဲသူဘလောက်ပဲပြင်ဆင်ထားပါစေဘာသုံးကြမှာလဲအဲ့ဒီလိုပြောပြီးငါရှိမာတယ်ငါညီရဲ့နင်းညံမပြတ်စူးစမ်းခဲ့ရတဲ့စာရွက်စာတမ်းပုံကိုအလဲကနေဆုပ်ဖြဲပစ်လိုက်တယ်အကိုကျွန်တော်မကျေနပ်ဘူးမကျေနပ်ရင်မင်းမေကိုတက္ကသိုလ်မှာအဆောက်အဦတစ်ခုလာလူခိုင်းလိုက်လေဩနေပါဦးငါမေ့သွားတယ်မင်းတို့လိုလူဒန်းစားမှာအဲ့ဒီလိုအရေးချင်းမရှိပါဘူးငါအလွန်ဒေါသထွက်သွားလို့နားထင်တွေတောင်တဒိန်းခုန်လာပြီးလက်တီးကိုကြစ်ပါအောင်ဆုပ်လိုက်မိတယ်လူကြီးမင်းခြေနေကရှင်းနေပါပြီလုတ်ဆိုင်ချင်းရဲ့အမေကငါတို့တက္ကသိုလ်ကိုတက်ခွဲခန်းဆောင်တစ်ခုလုံးလှူဒန်းခဲ့ပြီးသိပ္ပံပညာဖွံ့ဖြိုးတိုးတက်မှုအတွက်အများကြီးကူညီပေးခဲ့တဲ့အားလုံးကိုတွက်ချက်သုံးသပ်ပြီးနောက်တက္ကသိုလ်ကဒီနေရာကိုလုတ်ဆိုင်ချင်းကိုပေးဖို့ဆုံးဖြတ်ခဲ့တာပါပရော်ဖက်ဆာချင်းမဟုတ်လားငါညီချင်းချင်းလိုင်းဟာတစ်နှစ်ပတ်လုံးမှာအမှတ်အကောင်းဆုံးဖြစ်ပြီးအမျိုးသားအဆင့်သုတေသနစီမံကိန်းရွှေတံဆိပ်ဆုရရှိထားသလိုရုပ်မှာလည်းအမှတ်ပြည့်နီးပါးရထားသူပါအဲ့ဒီတော့ဒီလုတ်ဆိုင်ချင်းကဘာတွေတင့်တော်နေလို့လဲငါမှာဘာရှိလဲဟုတ်လားငါမှာငါအမေရှိတယ်ငါအမေကလူမိသားစုရဲ့အကြီးအကဲဖြစ်ပြီးဂျွန်းရှင်းထက်ဖြစ်ဥက္ကဋ္ဌပဲပတ်စံရှိရင်ပြီးတာပဲနားလေလားဂျွန်းရှင်းထက်ကလူမိသားစုလားငါကြားဘူးတလို့ပဲအဲ့ဒါအလွန်အာနာရှိတဲ့မိသားစုပဲဒါပေမဲ့စမ်းတော့စမ်းနေတဲ့လူမိသားစုမှာလုတ်ဆိုင်ချင်းဆိုတဲ့သခင်လေးရှိနေတာကိုငါဘာလို့မသိရတာလဲမင်းကဘဲကောင်းမလို့လဲငါတို့လူမိသားစုရဲ့အရေးကိစ္စတွေကိုမင်းလိုပြင်ပလူကဘယ်တော့ကလေးကသိနေရမှာလဲလူကြီးမင်းစကားကိုစင်ကျင်မှာလုတ်ဆိုင်ချင်းရဲ့အဆင့်တန်းကိုတက္ကသိုလ်ကအတီးပြုတ်ပြီးသားပါမင်းဒီနေရာမှာလာပြီးလိန်ညာတာနဲ့ပြဿနာရှာတာကိုငါတို့ခွင့်မပြုနိုင်ဘူးအတီးပြုတ်ပြီးပြီဟုတ်လားသူပြောတာတခုလေးနဲ့မင်းတို့ဘလို့အတီးပြုတ်လိုက်တာလဲဒါပေါ့မဟုတ်ပါဘူးလုတ်ဆိုင်ချင်းရဲ့အမေဖြစ်သူမဒန်လမန်ကြီးကိုယ်တိုင်ငါတို့ရဲ့ပါမောက္ခချုံနဲ့စကားပြောပြီးလူဒန်းမှုနဲ့လုတ်ဆိုင်ချင်းရဲ့တက်ရောက်ခွင့်ကိုအတီးပြုတ်ခဲ့တာမဒန်လို့ရဲ့စကားတွေကလိန်ညာမှုဖြစ်နိုင်ပါမလားအဲ့ဒီလူပါဇက်ကနေငါမေရဲ့နာမည်ကိုကြားလိုက်
ရတဲ့အခါငါနှလုံးသားထိတ်ခနဲဖြစ်သွားခဲ့တယ်ဖုန်းပြောတော့ကငါအမေလိန်နေတဲ့ပုံမပေါ်ခဲ့ဘူးဒါပေမဲ့အခု professor ကတော့သူမကိုယ်တိုင်အတည်ပြုခဲ့တယ်လို့ပြောနေတယ်ဘလို့ပြဿနာပဲရှိနေပါစေငါညီကိုဒီလိုမတရားမှုမျိုးခံရအောင်ငါအဖြစ်မခံနိုင်ဘူးငါဖုန်းထုတ်ပြီးတက္ကသိုလ်ကောင်စီဓာတ်ရိုက်ဖုန်းဆက်လိုက်တယ်မင်းဘသူပဲဖြစ်ဖြစ်အခုမင်းစုပ်ဖြဲပစ်လိုက်တာဟာရှောက်လွာတစ်ခုတည်းမဟုတ်ဘူးငါသူ့ကိုစိုက်ကြည့်ပြီးတလုံးချင်းပြောလိုက်တယ်မင်းကိုယ်တိုင်ပဲဒီတက္ကသိုလ်ကိုတက်ရောက်ခွင့်အခွင့်အရေးကိုဖျက်ဆီးပစ်လိုက်တာအခုချက်ချင်းတက္ကသိုလ်ကောင်စီဖုန်းဆက်ပြီးအရေးယူခိုင်းမယ်မင်းတို့ရဲ့လှူဒန်းမှုနဲ့တက္ကသိုလ်ရဲ့စီးမြင်ဘဲအရာကပိုအလေးတာမလဲဆိုတာငါကြည့်ချင်သေးတယ်လုတ်ဆိုင်ချင်းနဲ့ professor ချင်းတို့ရဲ့မျက်နှာတွေပြတ်သွားခဲ့တယ်ငါလိုတာမန်လူတစ်ယောက်ကကောင်စီရဲ့ဓာတ်ရိုက်အဆက်အသွယ်ကိုတီးထားလိုက်မယ်လို့သူတို့လုံးဝမျှော်လင့်မထားခဲ့ကြဘူး